မင်္ဂလာပါရှင် KK Real Estate က KK ဖြစ်ပါတယ်ရှင်။ရန်ဒီနေ့ပြောပြပေးသွားမှာတော့လူချင်းမင်းတို့အနေနဲ့ကွန်ဒိုဝယ်ယူမယ်ဆိုရင်မဖြစ်မနေစစ်ဆေးတဲ့အချက်တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဝယ်ယူမဲ့ကွန်ဒိုရဲ့ developer တွေကနေပေးထားတဲ့အုံနာဘုတ်ရှိမရှိအုံနာဘုတ်မှာလည်းမူရင်းအယောင်းပိုင်ရှင်ရဲ့အမေပါဟုတ်မဟုတ်ပြီးရင်ရိုင်တို့တွေဆက်ဆက်စာချုပ်တွေအိုးအိမ်အုံနာဘုတ် developer အုံနာဘုတ်နဲ့ BCC mate တူစတာတွေ developer နဲ့အုံနာချုပ်ဆိုထားတဲ့စာချုပ်မူရင်းရှိမရှိပြီးရင်အမည်ပေါက်မပေါက်တေချာစွာစစ်ဆေးရမယ်။အစင်ဒါမှမဟုတ်နှစ်စင်ပေးဆောင်ရတဲ့ maintenance fees တွေမီတာခတွေရေဘိုးမီးဘိုးစရှိရာတွေကိုကျွေးကြံရှိမရှိစစ်ဆေးရပါမယ်ရှင်။အကယ်၍အခုအချိန်ထိပေးဆောင်ထားတဲ့မိမိတို့ဝယ်ယူတဲ့အချိန်ထိပေးဆောင်ထားတယ်ဆိုရင်လည်းမူရင်းချက်လန်ကိုပြခိုင်းရပါမယ်ရှင်။နောက်တစ်ချက်ကခန်းပိုင်ရှင်တွေဟာကားပါကင်ကိုအတီးကျဝယ်ထားရလားငှားထားတာလားပေါ့ရှင်အကယ်၍အတီးကျဝယ်ထားတယ်ဆိုရင်နေရာအတီးကျရှိမရှိငှားထားတယ်ဆိုရင်လည်းဘယ်ကာလအထိငွေသွင်းထားတယ်ဆိုတာကိုမူရင်းစာရွက်တွေနဲ့စစ်ဆေးရပါမယ်ရှင်ဝယ်ယူပြီးတဲ့အချိန်မှာလည်းပိုင်ရှင်အမည်ပေါက်ကိုပြန်ပြောင်းရမှာဖြစ်တဲ့အခါမှာ developer တစ်ခုနဲ့တစ်ခုကname change fees ကမတူညီကြပါဘူးရှင်အဲဒါကြောင့်မလို့ခိုင်တို့ကကုန်ကြမဲ့စိတ်ကိုတေချာစွာကြိုတင်မေးမြန်းထားဖို့လိုအပ်ပါတယ်အကယ်၍ကိုကအိုးအိမ်အုံနာဘုတ်အခန်းကိုဝယ်ယူမယ်ဆိုရင်တော့အစိုးရကိုခိုင်တို့ကရောင်းငွေဝယ်ကုန်ဆောင်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရောင်းငွေဝယ်ကုန်ရဲ့ percentage တွေကြားတဲ့ငွေတွေပြီးရင်ရောင်းပိုင်ရှင်မှာခိုင်တို့ရောင်းငွေဆောင်ပေးမလားဆိုတာတွေကိုတေချာစွာကြိုတင်ညှိနှိုင်းစစ်ဆေးထားသင့်ပါတယ်ရှင်ပြီးတော့ခိုင်တို့လက်ရှိအုံနာရဲ့အငှားတင်ထားတဲ့အခန်းကိုဝယ်ယူတော့မယ်ဆိုရင်အခန်းအငှားဟာဘယ်နေ့နောက်ဆုံးဖယ်ပေးမလဲဆိုတာရဲ့ဒါမှမဟုတ်အငှားကိုလက်လွဲယူပြီးတော့ဝယ်ယူမယ်ဆိုရင်ဒီအခန်းကိုဝယ်ယူထားကြောင်းသိရှိကြောင်းကိုအခန်းအငှားကိုခိုင်တို့ကစာချုပ်လက်မှတ်ထိုးခိုင်းရပါမယ်ရှင်ပြီးရင်ရန်အပေါ်မှာပြောသွားတဲ့အချက်တွေအားလုံးကိုကွန်ဒိုဝယ်ယူတော့မယ်ဆိုရင်အိုးအိမ်ဆိုရင်အိုးအိမ်ရဲ့ maintenance ရုံးမှာmanagement ရုံးမှာဒါမှမဟုတ် developer ဆိုရင်တော့ project developer ရဲ့ maintenance teams မှာအစအဆုံးစစ်ဆေးဖို့လိုအပ်ပါတယ်ရှင်ကဲအပေါ်အချက်တွေအားလုံးပြီးလို့ခိုင်တို့တွေကအခန်းကြိုက်လို့ CMB စာချုပ်ချုပ်တော့မယ်ဆိုရင်အပေါ်မှာခိုင်တို့ညှိနှိုင်းခဲ့တဲ့ရောင်းသူဝယ်သူညှိနှိုင်းခဲ့တဲ့အချက်တွေကို CMB စာချုပ်မှာထည့်သွင်းရေးသားပါမယ်ရှင် CMB စာချုပ်ကခိုင်တို့ကအရင်အရေးကြီးတဲ့စာချုပ်ပါရှင် CMB စာချုပ်ကနေမဲ့ခိုင်တို့ကနောက်ဆုံးအခြေချေအခန်းတစ်ယောက်ရတဲ့အထိဆက်သွားမှာဖြစ်လို့ခိုင်တို့တွေက CMB စာချုပ်မှာညှိနှိုင်းထားတဲ့အချက်တွေကိုအကုန်ထည့်ပြီးတော့တေချာစွာချုပ်ဖို့အတွက်အကြံပေးပါစေရှင်ပြီးလို့ခိုင်တို့ fine နဲ့ငွေချေချေတဲ့စာချုပ်မှာဆိုရင်တော့ payment နဲ့ပါဝင်ပစ္စည်းတွေကိုထည့်သွင်းရေးသားတော့မှာပဲဖြစ်ပါတယ်။ခိုင်တို့ကဥပမာအခန်းကအကျန်းဆိုရင်ကိစ္စမရှိပေမဲ့ fully decorated လား fully furnished လားပေါ့နော်။အကယ်၍ fully furnished ဆိုရင်လည်းဘယ် furniture တွေပါမလဲdecorate ဆိုလည်းဘယ် decoration ထိပါမလဲဆိုတာတွေကိုတေချာစွာထည့်သွင်းရေးသားပါမယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့ခိုင်တို့တွေက developer project နဲ့ဝယ်တဲ့အခန်းတွေဆိုရင်အရေးမကြီးပေမဲ့ဆက်စာချုပ်နဲ့ဝယ်တဲ့အခန်းတွေဆိုရင်တော့ခိုင်တို့ကသတင်းစာကြော်ညာထည့်သင့်ပါတယ်ရှင်။သတင်းစာကြော်ညာကိုထည့်ဖို့လဲခိုင်ကအကြံပေးချင်ပါတယ်ရှင်။နောက်ဆုံးလူချင်းမင်းတို့အနေနဲ့ကွန်ဒိုဝယ်ယူရမှာလိုအပ်တဲ့အင်ချက်မြေဆိုင်ရာအချက်လက်တွေကိုဆွေးနွေးချင်တယ်ဆိုရင်တော့ KK Real Estate ကဝန်ဆောင်မှုပေးနေပြီပဲဖြစ်ပါတယ်ရှင်။အပေါ်ကပြန်ပြောခဲ့တဲ့အချက်တွေအကုန်လုံးကိုလူချင်းမင်းတို့အနေနဲ့ခေါင်းစားမခံခြင်းပဲဝယ်ယူခြင်းနဲ့ဆိုရင် KK Real Estate ကတာဝန်ယူမှုတာဝန်ခံမှုတွေနဲ့အတူလူချင်းမင်းတို့ကိုစားဝယ်ယူပေးနေတယ်ဆိုတဲ့အကြောင်းသတင်းကောင်းလေးပါပြစေရှင်။